အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တင်ထွန်းလင်းဒီနေ့ကျွန်တော်တို့ဒီဗီဒီယိုမှာ crypto ဈေးကွက်ပြောင်းလဲဈေးကွက်သတင်းရဲ့ ချက်လက်တွေနဲ့လက်ရှိဈေးကွက်ထက်မှာ crypto ဝယ်ထားခြင်းတဲ့သူတွေအနေနဲ့ short term long term ဘယ်လို plan တွေထားရှိရမလဲကျွန်တော်ဒါဈေးကွက် direction အရကျွန်တော်တို့ anti part တွေ target တွေကဘယ်လိုရှိမလဲဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်နားလည်မယ်ပေါ့နော်ကျွန်တော်ဒါပြီးခဲ့တဲ့ဗီဒီယိုတွေမှာလည်းကျွန်တော်ဒါအလားအလာကောင်းတဲ့ coin ၄-၅ ခုလောက်ကိုကျွန်တော်ဒါ anti part တွေ target တွေပြီးတော့ကျွန်တော်ဒါ DC point တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော် explain လုပ်ထားတာတွေရှိရပေါ့ဆိုတော့ဒီဗီဒီယိုမှာလည်းကျွန်တော်ထပ်ပြီးတော့ BTC ကိုတစ်ချက်နားလည်မယ်ပေါ့နော်ဒါလက်ရှိကျွန်တော်ဒါ18ပေါ့နော်ဇွန်လ18ကတော့ FOMC meeting ရှိနေတဲ့အတွက်ကြောင့်မလို့ဈေးကွက်ထက်မှာ volume နည်းတယ် volume နည်းတော့ကျွန်တော်ဒါဈေးကွက်က downside ကိုရောက်ထားတဲ့အနေအထားမှာရှိရပေါ့နော်ဒါ downside ကိုရောက်တာလဲကျွန်တော်ပြောမယ်ဆိုရင်ဒါကြီးကြီးမားမား downside တစ်ခုတော့မဟုတ်ဘူးဒါမှလည်းကျွန်တော်ဒါ downside ကိုနည်းနည်းရှိသွားတယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့လက်ရှိကျွန်တော်ဒါ BTC ရဲ့ current price ကိုကြည့်ကြည့်မယ်ဆိုရင်တော့3,500 3,600ပေါ့ ETH ဆိုရင်လည်း2,500 2,600 BNB Solana HRP ADA TRH Sui ပေါ့နော် Avax ပြီးတော့ကျွန်တော်ဒါ LTC APT NIA ICP Doge ပေါ့ဒါ coin တော်တော်များများဟာကျွန်တော်ဒါလက်ရှိချိန်မှာဆိုရင် downside ကိုရှိတယ်လို့ပြောလို့ရတယ်ပေါ့ BTC ကလည်းကျွန်တော်ဒါ3,500 3,600ပေါ့နော်ဒီအနေထားမှာကျွန်တော်ဒါပြန်ပြီးတော့ရောက်လာတာကိုကျွန်တော်တွေ့ရတယ်ပေါ့ဆိုတော့ဆက်ပြီးတော့ကျွန်တော်ဒါရှေ့လျှောက်ကျွန်တော်တို့ anti part တွေ target တွေကိုနားလည်ဖို့ကြတော့ကျွန်တော်ဒါ BTC ရဲ့ chart တွေကိုတစ်ချက်လောက်ကြည့်ကြည့်အောင်ပေါ့နော်โอเคလက်ရှိကျွန်တော်ဒါ BTC ရဲ့ 4 hour chart ကိုတစ်ချက်လောက်ကြည့်ကြည့်မယ်ဆိုရင်ကျွန်တော်ဒီမှာပထမဆုံး3,300 3,400မှာကျွန်တော်ရဲ့ anti point တစ်ခုရှိရယ်ပြီးတော့ကျွန်တော်ဒါ3,500 3,600ပေါ့နော်ဒီနားလေးမှာကျွန်တော် anti တစ်ခုရှိသေးတယ်ပေါ့ဆိုတော့ကျွန်တော်ဒီ anti နှစ်ခုလုံးမှာလက်ရှိဆိုရင်ကျွန်တော်ဒါ3,500 3,600ကျွန်တော်ဒါ anti zone ထက်မှာ BTC ကပြန်ပြီးတော့ရှိလာတယ်လို့ပြောလို့ရတယ်ကျွန်တော်အထက်ကိုကောင်းကောင်းမွန်မွန် move ဖြစ်ဖို့ဆိုရင်တော့ဒါလက်ရှိ4 hour အရာကျွန်တော်ဒါ3,900 3,800ကိုကျွန်တော် cross လုပ်ရမယ်ပေါ့နော်အဲ့ဘက်ကိုဒါ cross လုပ်မယ်ဆိုရင်တော့အထက်ကိုကျွန်တော် move ဖြစ်နိုင်မယ်တကယ်လို့ကျွန်တော်ဒီကနေကျွန်တော်ဒါခဏကျွန်တော်ဒါ FOMC meeting အနေနဲ့ကျွန်တော်ဒါသူကနေထွက်တဲ့အဖြေရပါတော့ကျွန်တော်ဒါဈေးကွက် direction နဲ့ပြောင်းပြန်ထွက်လာမယ်ဆိုရင်တော့ဒါဈေးကွက်က downside ကိုကျွန်တော်ရောက်ဖို့ရှိမယ်အဲ့ဒီမှာကျွန်တော်ဒါ second anti DCA အနေနဲ့9,000ကနေပြီးတော့9,200အဲ့ကိုရောက်မှကျွန်တော်ဒါ second anti DCA ယူမယ်ပေါ့နော်အဲ့ထက်စောပြီးတော့ကျွန်တော်ဒါ second anti လည်းမယူဘူး DCA လည်းမယူဆိုတော့ကျွန်တော် first anti ယူဖို့အတွက်ကို9,000ကနေပြီးတော့9,200ကိုကျွန်တော်မစောင့်တော့ဘူးပေါ့နော်ဘာကြောင့်လဲဆိုရင်ကျွန်တော်ဒါဖြေရ result ကောင်းမယ်ဆိုရင်ဒီကနေစပြီးတော့လဲကျွန်တော်ဒါ recovery ကောင်းကောင်းဖြစ်သွားနိုင်တယ်ပေါ့ဆိုတော့ကျွန်တော်ဒါ daily ကိုတစ်ချက်လောက်ကြည့်ကြအောင်ပေါ့ပို့ပြီးတော့နားလည်လို့ရအောင် daily ကကျွန်တော်ကြည့်မယ်ဆိုရင်ကျွန်တော်ရဲ့ဒါsupport ကျွန်တော်ရဲ့ spot line ဆိုရင်9,000ကနေပြီးတော့9,200ပေါ့နော်ဒါကျွန်တော်ရဲ့ important spot line တစ်ခုဖြစ်တယ်ပေါ့ဒါရေးကြည့်တဲ့ spot line တစ်ခုပေါ့နော်ပြီးရင်ကျွန်တော်ရဲ့ resistance ကိုကြည့်မယ်ဆိုရင်တော့1,100,000ကနေပြီးတော့1,100,200ကတော့ကျွန်တော်ရဲ့ဒါ resistance line ဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်အထက်ကို move ဖြစ်ဖို့ပေါ့နော်ကျွန်တော်ဒါ bull market back ကကျွန်တော်ရဲ့ target တွေပေါ့နော်ဒါ1,150,000 1,200,000 1,400,000ပေါ့1,400,000ကနေပြီးတော့2,400,000ပေါ့နော်ဟိုဘက်ကိုကျွန်တော်ဒါခံမှန်းထားကြတဲ့ target ဒီဘက်ကို move ဖြစ်ဖို့ကြတော့ကျွန်တော်ပထမဆုံးအနေနဲ့1,100,000ကနေပြီးတော့1,100,200ကိုဒါကျွန်တော်ရဲ့ resistance ကို cross လုပ်မှကျွန်တော်အထက်ဘက်ကိုကောင်းကောင်း move ဖြစ်နိုင်မှာပေါ့နော်ဆိုတော့လက်ရှိအနေထားမှာကြတော့ကျွန်တော်ဒါ1,900,000 1,800,000ကို cross လုပ်မယ်ဆိုရင်တော့အထက်မှာကျွန်တော်ဒါshort term target တွေအနေနဲ့1,100,000ကနေစပြီးတော့1,150,000ထိကိုကျွန်တော်ဒါ short term target တွေအနေနဲ့ဒါကျွန်တော်ရှိမယ်ပေါ့ဆိုတော့ဒါကျွန်တော် downside ကိုရောက်လာခဲ့မယ်ဆိုရင်တော့မှပေါ့နော်ကျွန်တော်ဒါဈေးကွက်ကလက်ရှိကျွန်တော်ကနေထွက်ရှိဖို့ရှိရကျွန်တော်ဒါ FOMC meeting ကြောင့်ပေါ့နော်ကျွန်တော်အဲ့ကနေရရှိမဲ့အဖြေကကျွန်တော်မကောင်းဘူးဆိုရင်တော့ကျွန်တော်ဒါ downside ကိုရောက်မယ် downside ကိုရောက်ရင်တော့မှကျွန်တော်ဒါ9,000ကနေပြီးတော့9,200အရောက်မှာပဲကျွန်တော်ဒါ second anti DCA အနေနဲ့လုပ်မယ်ပေါ့နော်ဘာကြောင့်လဲဆိုရင်ဒါကျွန်တော်ရဲ့ important spot line တစ်ခုဖြစ်တယ်ပေါ့လက်ရှိထိကျွန်တော်ဒါ pattern တွေကိုကြည့်မယ်ဆိုရင်တော့ဒီမှာ form ဖြစ်နေတာကျွန်တော်ဒါ ascending triangle ဆိုပြီးတော့ဒီ pattern ကိုကျွန်တော် count လုပ်တယ်ပေါ့နော်ဆိုတော့ ascending triangle pattern ဆိုတာကျွန်တော် bullish pattern တစ်ခုဖြစ်တယ်ဆိုတော့ဒါဒီကွက်ကပြောမယ်ဆိုရင်နည်းနည်းလေး boring type ဖြစ်နေတယ်ပေါ့နည်းနည်းအားမရတဲ့အနေထားမှာရှိရပေါ့ကျွန်တော်ဒါ candle တွေကိုကြည့်မယ်ဆိုရင်လည်းဒါ small candle တွေအနေနဲ့ပဲကျွန်တော်တွေ့နေရတယ်ပေါ့နော်ဆိုတော့ ascending triangle pattern ကတော့ကျွန်တော်ဒါ bullish pattern တစ်ခုဖြစ်တယ်ပြီးတော့ကျွန်တော်တို့ဒါ candle ကလည်း200 EMA ရဲ့အထက်မှာရှိရပေါ့နော်ဆိုတော့ဘာပဲနေဈေးကွက်ကတော့လက်ရှိထိလဲကျွန်တော် uptrend ဘက်မှာပဲရှိနေတော့ပေါ့ဒါနည်းနည်းပါးပါး downside ရှိတာတော့ဗျာကျွန်တော်ဒါ recovery တစ်ချက်ဖြစ်ပြီးတော့မှ downside ကိုနည်းနည်းရှိလာတာတော့ဒါသဘောတဘာဝတစ်ခုပါပဲပေါ့နော်ကျွန်တော်ပြောမှဆိုရင် high 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 low pattern တွေပေါ့ဒီအနေထားနဲ့သွားမှာပေါ့ဆိုတော့ဆိုးဝါးကျွန်တော်ကြားခံမယ်ဆိုရင်တော့မှ9,000ကနေ9,200မှာကျွန်တော် DC point တွေဖြစ်မဲ့ short term target တွေကနေ target တွေကတော့ကျွန်တော်ဒါ1,100,000ကနေပြီးတော့1,500,000ပေါ့နော်အဲ့ဘက်ကိုဖြစ်မယ်ပေါ့ဆိုတော့ဒါကတော့ကျွန်တော်ဒါ4 hour အရာ daily အရာပေါ့နော်ကျွန်တော်ဒါ weekly အတစ်ချက်လောက်နားလည်အောင်ပေါ့ပို့ပြီးတော့ကျွန်တော်ဒါရေရှည်အတွက်နားလည်ပြအောင်ကျွန်တော်ဒီမှာ weekly အကြည့်မယ်ဆိုရင်ဈေးကွက်က downside မှာရှိတာကိုကျွန်တော်မတွေ့ရဘူးပေါ့နော်
ဒါ uptrend back ကိုပဲကျွန်တော်ပို့ပြီးတော့ move ဖြစ်နေတာတွေ့ရတယ်ပေါ့ဒါကြောင့်မလို့ကျွန်တော်ဒါဒီချိန်မှာ future trade လုပ်တဲ့သူတွေအနေနဲ့ကြာကျွန်တော်ဒါ short trade ကိုယူတာကျွန်တော်သိပြီးတော့အားမပေးဘူးပေါ့နော်ဒါ long back ကိုပဲ small margin low leverage ပေါ့နော် long back ကိုပဲ anti usage နဲ့ပေါ့ဘာကြောင့်လဲဆိုရင်ကျွန်တော်ဒီချိန်မှာကြည့်မယ်ဆိုရင်ဒီကနေစပြီးတော့ဈေးကွက်က uptrend back ကိုပဲ move ဖြစ်ခဲ့တာပေါ့နော် weekly ကကျွန်တော်ကြည့်မယ်ဆိုရင်ဒီနားလေးမှာကျွန်တော်ဒါ downside ရှိခဲ့တယ်ဆိုတော့ဒီနားလေးမှာ form ဖြစ်နေတဲ့ pattern ကလည်းကျွန်တော်ဒါ ascending triangle pattern တစ်ခုဖြစ်တယ်ပေါ့ဆိုတော့ကျွန်တော်ဒီကနေစပြီးတော့လည်း recovery ဖြစ်သွားနိုင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်အဲကြောင့်မလို့ခုနကျွန်တော်ပြောတဲ့ဒါ first anti ကိုလက်ရှိ current price နဲ့လည်း small margin low leverage long back ကို anti ယူထားလို့ရတယ်ပေါ့နော်ဆိုတော့ထပ်ပြီးတော့နည်းနည်းနောက်ကျမှဝယ်မယ်ပေါ့နော်နည်းနည်းကျမှဝယ်မယ်ဆိုရင်ကျွန်တော်လာ3,300 3,400မှာကျွန်တော် anti တစ်ခုဖွင့်ထားလို့ရမယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒါဒီမှာ weekly ကကြည့်မယ်ဆိုရင်ကျွန်တော်ဒါကောင်းကောင်းမွန်မြင်ရတယ်ပေါ့ဈေးကွက်က uptrend back ကို move ဖြစ်နေတာပေါ့နော်ဒီမှာကျွန်တော်ဒါကောင်းကောင်းမွန်ဈေးကွက်ကကျွန်တော်ဒါ downside ကိုရောက်မယ်ဆိုရင်ဒီမှာကျွန်တော်တို့ကတစ်ခေါက်တုန်းကဒါ downside ရောက်ခဲ့တာပဲလေနော်9000ကနေ9500အောက်ကိုတော့မှကျွန်တော်ရောက်ခဲ့တာပဲလေဒါကျစရာချင်းအဲ့ချိန်ကလေးကကျွန်တော်တို့ကြာမှာပေါ့အဲ့မှာတော့ကျွန်တော်ဒါမကြဘဲနဲ့ recovery ဖြစ်ပြီးတော့တဖြည်းဖြည်းတက်ခဲ့တာပေါ့နော်ဈေးကွက်ကဆိုတော့ဒီကနေလဲကျွန်တော်ဒါ recovery ကိုပဲမျှော်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒါ daily ရရော weekly ရရောကျွန်တော်ဒါ uptrend back ကိုပဲ move ဖြစ်နေတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒါ uptrend back မှာရှိနေတဲ့ရွေးတော့ကျွန်တော်ဒါ short trade ကိုတော့နည်းနည်းလေးသတိထားပြီးတော့ usage ချင်တယ်ပေါ့ဆိုတော့တခြားကျွန်တော်ဒါfuture ထဲမှာမဝယ်ချင်ဘူးဆိုရင်တော့မှကျွန်တော်ဒါ spot ထဲမှာဝယ်ထားလို့ရတယ်ပေါ့နော်လက်ရှိ current price နဲ့ small margin low leverage ပေါ့နော်support ထဲကတော့ကျွန်တော်ဒါ leverage မလို့တော့ဘူး support ထဲမှာဝယ်ထားလို့ရမယ် future ထဲဝယ်မယ်ဆိုရင်လည်း small margin low leverage long back ကိုလက်ရှိ current price နဲ့လည်း small entry တစ်ခုယူထားလို့ရတယ်ပေါ့ target တွေကတော့ကျွန်တော်ခုနပြောထားတဲ့အတိုင်းပေါ့နော်ဆိုတော့ကျွန်တော်ဒါdaily ရရော4 hour ရရောဒါ weekly ရရောဈေးကွက်ကတော့ဒါအထက်မှာရှိနေတယ်လို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့ခဏကျွန်တော်ဒါထွက်ရှိဖို့ရှိတဲ့ FOMC ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒါကျွန်တော်ဒါသတင်းအချက်လက်တွေကောင်းတဲ့ဘက်ကိုရှိမယ်ဆိုရင်တော့ကျွန်တော်ဒါဈေးကွက်ကကောင်းကောင်းမွန်မွန်ဒါ move ဖြစ်သွားနိုင်မယ်ပေါ့နော်အထက်ဘက်ကိုဆိုတော့ဒါ move ဖြစ်ဖို့လည်းအလားအလာပိုများတယ်ပေါ့လက်ရှိ form ဖြစ်နေတဲ့ pattern တွေကလည်းကျွန်တော်ဒါပြောမယ်ဆိုရင်bullish pattern တွေဖြစ်တယ်ပေါ့ candle ကလည်းကျွန်တော် candle ကလည်း200 EMA အထက်မှာရှိတယ်ဆိုတော့ဒါကောင်းတဲ့ဘက်ကိုရှိတယ်လို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်ဒါပြောမယ်ဆိုရင်စိုးဝါး downside တစ်ခုမဟုတ်သေးဘူးပေါ့တော်တော်များများဒါ3,100ကနေပြီးတော့3,500လောက်ကိုရောက်လာတော့ဒါအရင်ကျတဲ့အနေထားပေါ့နော်အဲ့လိုမျိုးတော့မဟုတ်ဘူးဒါပေမဲ့တခြားတချို့ coin တွေကတော့တော်တော်လေးနည်းနည်း downside ကိုရောက်လာတာတွေတော့ရှိရပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ဒါဂျွန်လ18ကိုကျွန်တော်သတိထားပြီးတော့ trade usage ချင်ခဲ့တာပေါ့ဆိုတော့ဒီနေ့ဗီဒီယိုမှာတော့ဒီလောက်ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မရှင်းတာနားမလည်တာရှင်းရင်လည်းကျွန်တော်လာမေးလို့ရတယ် comment ချန်ထားလို့ရတယ်ပေါ့နော်တကယ်လို့မေးချင်တယ်ဆိုရင်ကျွန်တော် Telegram မှာလာမေးလို့ရတယ်ဒါကျွန်တော်နဲ့အတူတူ trade ယူချင်တယ်ဆိုရင်တော့ Telegram မှာ premium join ပြီးတော့ဒါ swing long တွေကိုကျွန်တော်နဲ့အတူတူ trade ယူလို့ရမယ်ပေါ့နော်ဒါဒီနေ့တော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်ဆုံမယ်ပေါ့ဗျာကျေးဇူးတင်ပါတယ်